အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝတ်ထရှိလိုမျိုးမြေကြီးခွဲဖို့စဉ်းစားနေတဲ့သူတွေအတွက်မြေကြီးခွဲတာနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေး share လုပ်ပေးချင်ပါတယ်ဂျပန်မှာမြေကြီးခွဲမယ်လို့စဉ်းစားနေတယ်ဆိုလို့ချင်းတော့ဒီဗီဒီယိုလေးကတစ်သိတစ်ပိုင်းနေနဲ့ထောက်ကူပြုမယ်လို့ထင်ပါတယ်ရှင်အဆုံးအနေနဲ့ဘာလို့မြေကြီးခွဲဖို့စဉ်းစားပြသွားတာလဲဆိုလို့ချင်းဝတ်ထရှိပြင်သွားတဲ့ခါမှာမိတ်ကပ်လိမ့်နဲ့အဲ့ဒီမှာမိတ်ကပ်ပြင်လို့ချင်းမြေကြီးတိတ်ကတ်တာပေါ့နော်မြေကြီးတိတ်ကတ်တာနဲ့အဲ့လိုမျိုးမိတ်ကပ်လိမ့်တာနဲ့ဆိုရင်အချိန်ကတစ်နာရီလောက်ကိုကြာတာအဲ့ဒါအတွက်ဝတ်ထရှိကတွေးလိုက်တာကဒီတစ်နာရီလောက်ကိုမလိုအပ်ဘူးလို့တွေးတာပေါ့နော်ဥပမာမိတ်ကပ်လိမ့်မယ်ဆိုတော့လုံဆုံးမိနစ်30ပေါ့နော်အဲ့လိုတွေးတာလည်းပါတယ်ပြီးရလို့ချင်းဝတ်ထရှိကပြင်နေပါလေသွားလို့ချင်းစောစောထားပြီးတော့လည်းမိတ်ကပ်လိမ့်တာကြီးကိုလည်းချိန်မဖြုံးကျင်ဘူးအဲ့လိုဆိုတဲ့အတွက်ကြောင့်လုပ်လိုက်တာလည်းပါတယ်ပြီးတော့မြေကြီးတိတ်ဆိုတာကကိုက professional မဟုတ်တဲ့အတွက်ကြောင့်မလို့မငြင်းမညာတွေဖြစ်လို့ချင်းပြန်ပြီးတော့ပြင်ရတယ်အဲ့လိုဆိုပို့ပြီးတော့စိတ်ရှုပ်ရတယ်အဲ့ဒါအတွက်လုပ်လိုက်တာဖြစ်ပါတယ်ပထမဦးဆုံးလုံးမယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ခံစားချက်ကဘယ်လိုလဲဆိုတော့လေကြောက်လဲကြောက်တယ်ပြီးရလို့ချင်းအဲ့မြေကြီးခွဲတာကိုပုံစံမကြကြီးထွက်လာမှလဲကြောက်တယ်ပြီးရင်သူများတွေအနေနဲ့မင်းခွဲလိုက်လို့ပို့ပြီးရုပ်ဆိုးသွားတာတွေပါတယ်ရှိရမလားအဲ့လိုမျိုးလည်းဖြစ်မှလည်းကြောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးစဉ်းစားနေတာပေါ့နော်ပြီးရင်မြေကြီးခွဲတာပြင်ဘာကြောက်သေးလဲဆိုတော့မြေကြီးဆိုတာကမျိုးလုံးသားလေးကိုအဲ့လိုမျိုးလောက်တာမလားအဲ့လိုဆိုတော့ကြတော့အတက်ရှိတွေးတာကအဲ့လိုမျိုးရောင်မှားပြီးတော့မျိုးလုံးကိုထိုးမိလိုက်မှအရန်ကြောက်တာပေါ့နော်အဲ့လိုမျိုးလုံးကိုထိုးမိလိုက်လို့မျိုးလုံးကွယ်သွားမှလည်းအရန်ကြောက်တာဒါပေမဲ့လည်းအခုကတော့လုံးဝအဆင်ပြေချောချောမွေ့မွေ့နဲ့ပြီးသွားခဲ့ပါတယ်အတက်ရှိဘဲမှာမြေကြီးခွဲပြတာလဲဆိုလို့ချင်း TCB ဆိုတဲ့စီမှာခွဲပြတာဖြစ်ပါတယ်။ဘာလို့ဆိုတော့အတက်ရှိတို့တွေဖုန်းကြည့်တဲ့ခါမှာသူကမြေကြီးကိုမှ4500နဲ့ခွဲလို့ရတယ်။ဘာညာလေးကြော်ညာလေးတက်မယ်လို့ထင်ပါတယ်။အဲ့ဒီကြော်ညာနဲ့ပဲအတက်ရှိကသွားပြီးတော့စုံစမ်းကြည့်မယ်ဆိုပြီးတော့သွားလိုက်တာ။လိုမျိုးခွဲမယ်ဆိုတဲ့ရွေချက်နဲ့တော့သွားတာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ဟိုရောက်တဲ့ခါမှာအဲ့ဒီ4500တန်ကဝတက်ရှိနေကြတော့မကိုက်ဘူး။သူကကျတော့ငကိုမြေကြီးရှိပြီးတော့မှလိုမျိုးတွဲကြနေတဲ့လူတွေအဲ့လိုပုံစံမျိုးမှလုံးလို့ရတယ်လို့ပြောတယ်ပေါ့နော်။အဲ့ဒီအတွက်တခြားနီးကိုပဲရွေးတယ်မြေကြီးခွဲတာကိုမှသူကနီးလဲ2မျိုးရှိတယ်ပထမတစ်မျိုးကဖြတ်ထုတ်တာရဲ့နောက်တစ်မျိုးကကျိုးထည့်တာရဲ့ဖြတ်ထုတ်တာကကြတော့ကိုလိုချင်တဲ့ပုံစံမရဘူးဆိုလို့ချင်းလဲပြင်မြင်လို့မရဘူးကျိုးထည့်တာကကြတော့တကယ်လို့ကိုကဒီပုံစံမကြိုက်ဘူးဆိုလို့ချင်းကျိုးကိုဖြုတ်ပြီးတော့ပြန်ပြီးတော့ပြင်လို့ရတယ်အဲ့ဒါကြောင့်မလို့ဝတ်တက်စီကကျိုးထည့်တာကိုရွေးခဲ့တယ်ဒါပေမဲ့ကျိုးထည့်တာကိုမှနည်းနည်းလေးဇီရောတဲ့ဟာပေါ့နော်9နှစ်အာမခံဟာကိုရွေးခဲ့တာ9နှစ်အာမခံဆိုတာကကြတော့အဲ့ဒီ9နှစ်အတွင်းမှာဒီကျိုးကမတော်မဆပြုတ်သွားတယ်ဆိုလို့ချင်းသူတို့ကအလကားပြန်လုပ်ပေးမှာဒါပေမဲ့မေးသေးကတော့ကိုယ့်ဘက်ကကြက်ခင်ရမှာပဲဖြစ်တယ်ကျိုးနဲ့ခွဲတာရဲ့အတချက်ကဘာလဲဆိုလို့ချင်းအရန်ကြီးမရောင်ဝတ်တက်ရှိကိုယ်တိုင်ခွဲလာတဲ့ရလက်ရဆိုလို့ချင်းသူပထမတစ်ရက်ပဲပထမတစ်ရက်တောင်မှဘယ်လိုမျိုးပြောရမလဲမျက်ရည်ရှိတဲ့လူတွေဥမာငိုထားတယ်မလားငိုလို့ရှိရင်မျိုးလုံးကြီးကမိုးအင်းနေရလေအဲ့လိုပုံစံမျိုးပဲအရင်ရောင်သွားတာမရှိဘူးနောက်ထပ်2ရက်3ရက်တပတ်နေတော့လုံးဝအသားကျသွားပြီကိုယ့်မျက်လုံးကလေအခုဝတ်တက်ရှိခွဲထားတာဆိုလို့ချင်းဒါတလားမပြည့်သေးတဲ့ရလက်ပေါ့နော်လုံးဝတဘာဝအတိုင်းပဲငါကျိုးထဲတာဟိုမှာသူတသက်တာခံနေကျိုးထဲတာတွေရောအဲ့လိုမျိုးဈေးကဆားဆားရှိရပါတော့150တန်130တန်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့တက်ရှိကအနည်းဆုံး12000တန်ကိုလုပ်ခဲ့တာဒါပေမဲ့12000တန်ဆိုပေမဲ့တက်စီက monitoring ကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့8000ခွဲနဲ့လုပ်ခဲ့တာပေါ့နော်အခုကတော့တက်စီကြိုးထည့်ထားတာပါဒီနေ့ဒီဗီဒီယိုရိုက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တက်စီအဖက်မသုံးထားဘူးပေါ့နော်ဒါအိုက်လိုက်တာတော့ငကိုတက်စီပါလို့ဆွဲထားတာဖြစ်ပါတယ်အဲ့ဒီမှာမျက်လုံးဆိုလို့ချင်းတက်စီကတော့ရန်သဘောကျတယ်ပေါ့နော်ဒါလည်းပဲကိုခွဲချင်တဲ့ပုံစံကိုမျိုးရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့တက်စီကဒီလိုမျိုးအရှိကမထွက်ဘဲနဲ့နောက်ကဒီလိုမျိုးထွက်နေတဲ့ဟာကိုပိုကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကပို့ပြီးတော့စဘာဝဆန်တယ်လို့လည်းခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံစံလေးလုပ်ခဲ့တာပေါ့နော်ဒါပေမဲ့အခုကတော့တန်စရကိုယ့်ကိုရန်စိတ်ချမ်းသာတယ်ဘာလို့ဆိုတော့သဘောတွေကြတယ်ဟိုရင်တော့နဲ့မတူတော့ဘူးပေါ့နော်မျက်ရည်ကလေးနဲ့ဆိုတော့ဘာဖြစ်ဖြစ်ရင်တော့ကြတော့မျက်ရည်ကလည်းနည်းနည်းတွဲနေတယ်လို့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းစိတ်လေးနည်းနည်းဟွာဖြစ်ရတယ်ပေါ့နော်အခုကတော့မှန်ကြည့်တိုင်းစိတ်ချမ်းသာပါတယ်ပုံမှန်သဘာဝဆန်ဆန်လေးပဲဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလိုချင်တဲ့ရလက်တိုင်းလေးရတယ်ဒါကြောင့်မလို့မိနာဆန်တို့လည်းတကယ်လို့လုံးမယ်ဆိုလို့ချင်းတော့အဆူဆူမဲလုပ်ပါတယ်ရှင် TCB မှာလုပ်ခဲ့တာပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်သိချင်တာလေးရှိလို့ရှင်လည်းမေးလို့ရပါတယ်ရှင်အသေးစိတ်ကိုပြန်လည်ဖြေချပေးပါမယ်